ဈေးမှာကြက်ချင်းနိုင်လေးတွေ့ခဲ့လို့ကြက်ချင်းနိုင်နဲ့ရာသီစာညောင်ကျင်ဘူးနဲ့ကမွန်းကျင်ရွက်ဟင်းရည်ငရုတ်သီးစားတောင်းလေးထောင်းလိုက်ပါတယ်ကြက်ချင်းနိုင်ရဲ့ဒီကြက်ဥနေတဲ့အိမ်လေးကတခါတည်းဥကွဲလို့ရှိရင်အထဲမှာအခွန်လေးတွေရှိတယ်လို့မလို့ဒီအိမ်လေးကိုခွဲကြည့်ပြီးတော့မှရည်တခြားစီးပါကျမကဈေးသွားတဲ့ရက်ဆိုရင်စံဈေးရေကိုခွက်တစ်ခုထဲထည့်ထားပြီးတော့သားငါးတွေကိုစံဈေးရေနဲ့စီးပါတယ်ပြီးရင်တော့ရေနဲ့3လီတာထပ်စီးပြီးရင်စနွန်းငရုတ်စိမ်းရောင်တင်စားဟင်းခမ်းမုံဂျင်းကျက်သွံပြူထောင်းထားတာရေညစ်ထည့်နေပြီးတော့စီနဲ့ရေနဲ့နဲ့ထည့်ရေခမ်းပြုတ်ထားပါမယ်အချင်းနိုင်လေးတွေကိုရင်ထည့်ပြုတ်ပြီးမှဥဒိန်လေးတွေကိုထည့်ပြုတ်ပါမယ်ပြုတ်နေနဲ့အမြုပ်တွေတက်လာလို့ရှိရင်ဖဲထုတ်ပစ်ပါမယ်ပြီးရင်တော့ကြက်သွန်ဖြူနေစီတက်ခရမ်းညင်သီးစနွန်းငရုတ်စိမ်းရောင်တင်စားဟင်းခမ်းမုံငပိအနှဲငယ်ထည့်ပြီးတော့နှစ်ရအောင်ချက်ပါမယ်နှစ်ရလာရင်တော့ခုနပြုတ်ထားတဲ့အချင်းနိုင်တွေထည့်ပါမယ်ဟင်းအနှစ်ရတာဝင်အောင်ခဏလုံးပြီးတော့ရေနှဲငယ်ထည့်ထည့်ထားပါမယ်အဖုံးမအုပ်ဘဲနဲ့စီပြန်လာတဲ့ထိချက်ပြီးရင်တော့ကြက်ချင်းနိုင်ချက်လေးချက်ပါပြီမဆလာတို့ပြင်းတော်သိမ်းရွက်တို့ကြာရင်လည်းထည့်ချက်နိုင်ပါတယ်အရင်ဆုံးဂျင်းနဲ့နယ်ပြီးတော့တရေပြုတ်ထားတာရဲ့အနှစ်များများနဲ့ရတာဝင်အောင်ချက်ထားတာမို့လို့မဆလာတို့ပြင်းတော်သိမ်းရွက်တွေမထည့်လည်းမညီပါဘူးပြီးရင်တော့ကမွန်းကျင်ရွက်နဲ့ညောင်ကျင်ရွက်ကိုကြက်သွန်ဖြူနီခရမ်းညင်သီးစနွန်းငရုတ်စိမ်းရောင်တင်စားဟင်းခမုံငပိအနှဲငယ်စီနှဲငယ်ထည့်ပြီးတော့ဟင်းအိုးလုံးပေးပါမယ်ပြီးရင်တော့ရေထည့်ထားပါမယ်ဟင်းရေကျလာရင်တော့အပေါ့ငံလိုတာထည့်ပြီးတော့ရာသီစာညောင်ကျင်ဘူးဟင်းရေလေးချက်ပါပြီဟင်းရေတဲ့ုံရုပ်သီးစိမ်းလေးကျရင်လည်းထည့်လို့ရပါတယ်ကျမကငရုတ်သီးစားတောင်းလေးထောင်းပါမို့လို့ဟင်းရေတဲ့ုံရုပ်သီးစိမ်းမထည့်တော့ပါဘူးဈေးကနေနှင်းသီးလေးလည်းဝယ်ခဲ့ပါတယ်